2026ကမ္ဘာဖလားကိုရောက်လာတဲ့ပေါ်တူဂီအသင်းဟာကမ္ဘာပေါ်မှာအတောင်တင်းဆုံးအသင်းတွေထဲကတစ်သင်းအဖြစ်သတ်မှတ်ခံထားရပါတယ်။ဒါပေမဲ့ဘယ်သူမှဖွင့်မပြောရတဲ့အရာတစ်ခုရှိနေပါတယ်။နှစ်ပေါင်းများစွာသူတို့အတူတူပဲဂရုပေးခဲ့ကြပေမဲ့အမြဲတမ်းနေရာဟောင်းမှာပဲအဆုံးသတ်ခဲ့ကြတယ်။ဒါကပဲဒီကမ္ဘာဖလားကိုထူးခြားစေတာပါ။ဘာလို့လဲဆိုတော့ဒီတစ်ချိန်မှာအချိန်ကုန်သွားပြီမို့လို့ပါ။ကျွန်တော်တို့ကတိဆောက်ဆဲအသင်းကိုပြောနေတာမဟုတ်ပဲအထွတ်ထိပ်ရောက်နေတဲ့မျိုးဆက်တစ်ခုဖြစ်တဲ့ဘာနာရိုဆေးဗာဘရူနိုဖာနန်ဒက်စ်ဗီတင်ညာရူဘင်ဒီယက်စ်နဲ့နူနိုမန်တက်စ်တို့အကြောင်းကိုပြောနေတာပါဒါတွေအားလုံးကိုဥဆောင်နေတာကတော့သူ့ရဲ့6ချိန်မြောက်ကမ္ဘာဖလားကိုကစားဖို့ပြင်ဆင်နေတဲ့အသက်42နှစ်အရွယ်ခရစ္စတီယာနိုရိုနယ်ဒိုပါပဲသူဟာလက်ရှိအသင်းပေါ်အများစုဆယ်ကျော်သက်အရွယ်လောက်ကလေးကဒီခီးစဉ်ကိုစတင်ခဲ့သူပါပေါ်တူဂီမှာလူအင်အားရှိလားဆိုတဲ့မေးခွန်းကမေးစရာတော့မလိုတော့ပါဘူးတကယ်မေးခွန်းကပေါ်တူဂီမှာတိုင်းတာလို့မရတဲ့အရာတွေရှိနေပြီလားစရင်စရာတွေကအာမခံမပေးနိုင်တဲ့အရာတွေရှိနေပြီလားဆိုတာပါပဲတမိုင်းကြောင်းအရကြည့်ရင်ပေါ်တူဂီဟာကမ္ဘာဖလားလိုပြိုင်ပွဲကြီးတွေမှာကြီးကျယ်ခမ်းနားတဲ့အသင်းတစ်သင်းမဟုတ်ခဲ့ပါဘူးဒါဟာသူတို့ရဲ့ပြည်သက်တွေပြန်မမှတ်မိခြင်းနဲ့အမှန်တရားပါသူတို့ရဲ့အကောင်းဆုံးကမ္ဘာဖလားရလက်က UCB ကိုခေါင်းဆောင်ပြီးပထမဆုံးဝင်ပြိုင်ခဲ့တဲ့1966ခုနှစ်ကတတိယနေရာရခဲ့တာပါပဲအဲ့ဒီအချိန်ကစလို့ဆယ်စုနှစ်6ခုနီးပါးကြာတဲ့အထိအဲ့ဒီစံချိန်ကိုမချိုးနိုင်ခဲ့ပါဘူး2006ခုနှစ်မှာအသက်22နှစ်အရွယ်ရိုနယ်ဒိုနဲ့အတူစတုတ္ထနေရာရခဲ့ပါတယ်အဲ့ဒါဟာအရာတစ်ခုခုရဲ့အစလို့ထင်ရပေမဲ့တကယ်တော့မဟုတ်ခဲ့ပါဘူး2010မှာစပိန်ကိုရှုံးခဲ့တဲ့2014မှာအုပ်စုအဆင့်ကနေမတက်ခဲ့ဘူး2018မှာဥရုဂွေးက16တင်းအဆင့်မှာဖြုတ်ချခဲ့တယ်အဲ့ဒီနောက်မှာတော့သူတို့တမိုင်းတစ်လျှောက်အတောင်တင်းဆုံးလူစည်းရင်းနဲ့ကာတာ2020ကမ္ဘာဖလားကိုရောက်လာခဲ့ပါတယ်ဂါနာကိုနိုင်တဲ့ဥရုဂွေးကိုဂိုးပြတ်သွင်းပြီးနောက်တစ်ဆင့်တက်တဲ့16တင်းအဆင့်မှာရိုနယ်ဒိုအစားဝင်ကစားတဲ့ဂွန်ကာလိုယာမို့စ်ကဟက်ထရစ်သွင်းပြီးဆွစ်ဇာလန်ကို6တနဲ့အပြတ်သက်နိုင်ခဲ့လို့တစ်ကမ္ဘာလုံးတုံ့လောက်သွားခဲ့တဲ့ပေါ်တူဂီဟာဘိုးဆွဲဖို့ရေပန်းစားတဲ့အသင်းဖြစ်ခဲ့ပါတယ်မော်ရိုကိုနဲ့မတွေ့ခင်အချိန်ထိပေါ့တကူတည်းပါပဲပေါ်တူဂီသမိုင်းမှာအတောင်တင်းဆုံးအသင်းဟာကွာတာဖိုင်နယ်မှာတင်ပြုတ်သွားခဲ့ရတဲ့ရိုနယ်ဒိုဟာမျက်ရည်တွေပြည့်နေတဲ့မျက်လုံးတွေနဲ့ကွင်းထဲကထွက်ခွာသွားခဲ့ပါတယ်ဒီပုံရိပ်ဟာတစ်ကမ္ဘာလုံးကိုပြန့်နှံ့သွားခဲ့ပြီးအားလုံးကပြီးဆုံးသွားပြီလို့ထင်ခဲ့ကြပေမဲ့မပြီးသေးပါဘူးဘာလို့လဲဆိုတော့ကာတာကမ္ဘာဖလားပြီးမှဘယ်သူမှမမျှော်လင့်ထားတဲ့အရာတစ်ခုအရှိန်ဟုန်နဲ့ရောက်လာခဲ့လို့ပါပဲရောဘတ်တိုမာတီနက်စ်ရောက်လာပြီးသူနဲ့အတူကျွန်တော်တို့အရင်ကမမြင်ဘူးတဲ့ပေါ်တူဂီအသင်းရဲ့ပုံစံတစ်ခုပါလာခဲ့ပါတယ်စပိန်လူမျိုးနီးပြဟာ2023ခုနှစ်ဇန်နဝါရီလမှာခက်ခဲတဲ့တာဝန်တစ်ခုကိုယူခဲ့ပါတယ်သူဟာရိုနယ်ဒိုရဲ့အတက်ကိုကင်တွယ်ရမယ်ကစားသမားမျိုးဆက်တစ်တွေကိုပေါင်းစပ်ရမယ်ပြီးတော့ကျင်းပွင့်တွေစူးစီးထားတဲ့အသင်းလိုမဟုတ်ပဲအသင်းတစ်သင်းအနေနဲ့အလုပ်ဖြစ်အောင်လုပ်ရပါမယ်သူစွမ်းဆောင်နိုင်ခဲ့တာတွေကရလက်တွေထက်ကိုပိုပါတယ်မာတီနက်စ်ဟာပေါ်တူဂီရဲ့အမှတ်သားကိုပြောင်းလဲပစ်ခဲ့ပါတယ်။ဖိအားပေးကစားတတ်တဲ့အမြန်ကူးပြောင်းနိုင်တဲ့ထိန်းချုပ်မှုနဲ့ကြမ်းတမ်းမှုကိုပေါင်းစပ်ထားတဲ့အသင်းတစ်သင်းဖြစ်ပြောင်းလဲလိုက်ပါတယ်။ပြိုင်ဘက်တွေအတွက်ဘယ်ပုံစံနဲ့လာမလဲဆိုတာခံမှန်းလို့မရအောင်ပုံစံမျိုးစုံနဲ့ဒုက္ခပေးနိုင်တဲ့အသင်းဖြစ်လာပါတယ်။ဒီအပြောင်းလဲရဲ့အခိုင်အမာဆုံးသက်သေကတော့2025ခုနှစ်မှာတွေ့ရပါတယ်။ပေါ်တူဂီဟာကရိုအေးရှားဒိန်းမတ်နဲ့ဆီမီဖိုင်နယ်မှာဂျာမနီတို့ကိုဖြုတ်ချပြီးပွဲစဉ်9ပွဲမှာ22ဂိုးသွင်းက UEFA Nations League ကိုပိုဆွဲခဲ့ပါတယ်။စပိန်နဲ့ကစားခဲ့တဲ့ဘူလူပွဲဟာအဆင့်တန်းတစ်ခုမှရှိခဲ့ပါတယ်။ရိုနယ်ဒိုကဝေဖန်သူတွေကိုပါဆက်ပိတ်သွားစေမဲ့ချီပါကိုသွင်းယူခဲ့တဲ့နူနိုမန်တက်စ်ကရမယ်ကိုအခက်ခဲသိမ့်မရှိပဲထိန်းချုပ်နိုင်ခဲ့ပြီးပင်နယ်တီအဆုံးဖြတ်မှာတော့ဒီယေဂိုကော့စတာကအယ်ဗာရိုမိုယာရာရဲ့ကန်ချက်ကိုကကွယ်ပြီးပေါ်တူဂီကိုချန်ပီယံဆုရယူပေးခဲ့ပါတယ်ကိုပွဲမှာ22ဂိုးဆိုတာတိုက်ဆိုင်မှုမဟုတ်ပါဘူးဒါဟာစနစ်တစ်ခုအမှတ်သားတစ်ခုဖြစ်ပြီးအဲ့ဒီပေါ်တူဂီအသင်းကပဲဒီ2026ကမ္ဘာဖလားကိုရောက်ရှိလာတာပါဒါပေမဲ့အရင်ဆုံးအသင်းအကြောင်းကိုပြောကြည့်ရအောင်ဒီအသင်းမှာအရှံပယ်ရှိနေတာကတော့စာရွက်ပေါ်ကတက်တည်တွေပါပဲပေါ်တူဂီရဲ့ကွင်းလယ်ဟာဒီပြိုင်ပွဲမှာအကောင်းဆုံးဖြစ်တယ်ဆိုတာညင်းစရာမရှိပါဘူးဗီတင်ညာဟာ PSG နဲ့အတူချန်ပီယံလိကိုရယူနိုင်ခဲ့ပြီးဥရောပပြိုင်ပွဲတွေမှာဘောလုံးထိတွေ့မှုအများဆုံးကစားသမားဖြစ်နှစ်ဆက်တိုက်ရပ်တည်နေပါတယ်သူကဘောလုံးကိုအများဆုံးထိတွေ့ရုံတင်မဟုတ်ပဲထိတွေ့လိုက်တိုင်းဘာလို့တလဲဆိုတာကပိုအရေးကြီးပါတယ် PR တွေကြားကတိကျမှုကစားကွက်ကိုကြိုတင်ဖက်ရှုနိုင်စွာဟန်ရီကအမခန်းပါပဲဗီတင်ညာဟာ2025ပေါ်ဝန်တော်မဲပေးမှုမှာတတိယရခဲ့ပြီးဒါတော့မတရားဘူးလို့ပြောနေကြသူတွေရှိပါတယ်2026မှာလည်းသူဟာပြီးခဲ့တဲ့နှစ်ကလိုပဲအကောင်းဆုံးခြေစွမ်းပြနေပြီးသူ့ရဲ့စွမ်းဆောင်ရည်ဟာတိုက်ဆိုင်မှုမဟုတ်ကြောင်းသက်သေပြနေပါတယ်သူ့ရဲ့ဘေးမှာတော့ Manchester United ရဲ့အသင်းကောင်းဆောင် Bruno Fernandes ရှိနေပါတယ်။သူဟာအသင်းကို Champions League စီတယောက်တည်းဆွဲတင်သွားခဲ့သူပါ။ United ရဲ့ခက်ခဲတဲ့နှစ်တွေမှာတော့ Bruno ကအဆုံးဖြတ်ပေးနိုင်သူဖြစ်ခဲ့ပါတယ်။ဒါကသူ့ရဲ့သဘာဝကိုဖော်ပြနေတာပါ။သူဟာခြေစွမ်းပြဖို့ပြည့်စုံတဲ့အခြေအနေကိုမလိုအပ်ပါဘူး။အခြေအနေကိုသူကိုယ်တိုင်ဖန်တီးယူတာပါ။ပြီးတော့အသက်22နှစ်အရွယ်ဂျာအိုနေဗက်စ် PSG မှာသူ့အသက်နဲ့မလိုက်အောင်ရင်းချက်မှုတွေနဲ့ကစားနေပြီးချန်ပီယံလိရဲ့အရေးကြီးတဲ့အချိန်တွေမှာခံစစ်လိုက်ကစားပေးတာခွန်အားအပြည့်နဲ့ကစားတာပြီးတော့ကွင်းလယ်နဲ့တိုက်စစ်ကိုချိတ်ဆက်ပေးနိုင်တာတွေကကဘာပေါ်ကဘလူငယ်ကွင်းလယ်လူနဲ့မဆိုသူ့ကိုကွဲပြားစေပါတယ်ဒီ၃ယောက်ပေါင်းစပ်မှုဟာစမ်းသပ်မှုတစ်ခုမဟုတ်ပါဘူးပြတ်သားတဲ့တက်တည်တစ်ခုပါခံစစ်မှာဆိုရင်လေရူဘင်ဒီယက်စ်ဟာကမ္ဘာအကောင်ဆုံးဗဟိုနောက်ခံလူတွေတဲကတအူးဖြစ်ရှိနေသေးပါခိုင်မာတဲ့ဉာဏ်ရည်မြင့်နဲ့ပြီးတော့ကူးဆက်လွယ်တဲ့ခေါင်းဆောင်မှုစွမ်းရည်ရှိတယ်ဘဲဆိုမှာတော့ကမ္ဘာအကောင်ဆုံးတောင်ပန်ကစားသမားတွေကိုတာမန်ကစားသမားတွေဖြစ်အောင်လုပ်ပြနိုင်တဲ့နူနိုမန်တက်စ်ရှိနေပါတယ်ရမယ်ကိုအဲ့ဒီလိုလုပ်ပြခဲ့တယ်လို့ပွဲတိုင်းလိုမှလည်းသူလုပ်ပြနေပါတယ် PSG နဲ့နိုင်ငံအသင်းမှာပြသနေတဲ့သူ့ရဲ့ခြေစွမ်းကညှင်းစရာမရှိပါဘူး
တိုက်စစ်ပိုင်းကတော့အရှုပ်ထွေးဆုံးပါပဲဘာလို့လဲဆိုတော့နေရာတစ်ခုတည်းအတွက်ရှင်ပြိုင်နေတဲ့အရေးချင်းရှိသူတွေအများများနေလို့ပါရာဖေးလီယိုမှာဘယ်နောက်ခံလူမှမရင်ဆိုင်ခြင်းနဲ့လွတ်လွတ်ကျွတ်ကျွတ်ပြေးနိုင်တဲ့အမြန်နှုန်းရှိတယ်ဂျာအိုဖီလစ်မှာကြီးမားတဲ့နီးစနစ်ပိုင်းဆိုင်ရာအရေးသွေးရှိတယ်ဖရန်စစ်ကိုကိုစီကောင်ရဲ့ဂိုးသွင်းဗီဇာကလည်းဂျူဗင်တက်စ်မှာနေရာယူနေပါပြီဒါရီအားလုံးရဲ့နောက်ွယ်မှာတော့အသက်42နှစ်အရွယ်ခရစ္စတီယာနိုရိုနယ်ဒိုရှိနေသေးပါဒီယာဒီအန်နာဆာအတွက်35ပွဲမှာ28ဂိုး2025 Nations League မှာ9ဂိုးကမ္ဘာဖလားခြေစစ်ပွဲမှာနောက်ထပ်5ဂိုးသွင်းယူထားပြီးခြေစစ်ပွဲသမိုင်းတစ်လျှောက်42ဂိုးနဲ့ဂိုးအများဆုံးသွင်းသူအဖြစ်စံချိန်တင်ထားပါတယ်ကစားသမားဘဝတရားဝင်သွင်းဂိုး980ဂိုးသွင်းဂိုး1000ဆိုတဲ့မှတ်တိုင်ကြီးရှိနေသေးဖြစ်ပြီးသူကတော့ဆက်တိုက်သွင်းယူနေသေးပါဒါရီဟာအတိတ်ကအကြောင်းတွေမဟုတ်ပါဘူးလက်ရှိစည်ရင်းစရာတွေပါဒါပေမဲ့ဒီနေရာမှာပဲဇလန်ကတကယ်ကိုတက်တောင့်တက်တာမဖြစ်စရာတွေစတင်လာပါတယ်။ဘာလို့လဲဆိုတော့ပေါ်တူဂီမှာအရေးချင်းပိုင်းဆိုင်ရာပြဿနာမရှိပါဘူး။ဖြေရှင်းဖို့အရန်ခက်ခဲတဲ့တခြားပြဿနာတစ်ခုရှိနေတာပါ။အဲ့ဒါကတော့ကမ္ဘာဖလားလိုနေရာမျိုးမှာအရေးပါတဲ့စုဖလားတစ်ခုမှမရပဲပိုးဆွဲဖို့ရေပန်းစားတဲ့အတင်းဖြစ်အချိန်ကြာကြီးရည်တည်နေရတဲ့ပြဿနာပါပဲ။အဲ့ဒီဝင်ထုတ်ဝင်ဖို့တမိုင်းကြောင်ရ PR တွေနဲ့လက်ရှိမျိုးဆက်ပခုံးပေါ်မှာထမ်းထားရတဲ့အကျွေးတွေကပဲအဆုံးဖြတ်ပေးရမယ့်အချိန်ရောက်ရင်ရှေ့ဆက်သွားမလားအိမ်ပြန်ရမလားဆိုတာကိုကွဲပြားသွားစေနိုင်ပါတယ်။လူပင်ဒီယက်စ်လည်းဒါကိုသိတယ်။ဘရူနိုဖာနန်ဒက်စ်လည်းသိပါတယ်။သူတို့ဟာရှုံးပွဲမတွေ့ဘူးသေးတဲ့အပြစ်ကင်းစင်တဲ့လူငယ်လေးတွေမဟုတ်တော့ပါဘူး။သူတို့ဟာရှုံးနိမ့်မှုကိုသိနေပြီဖြစ်တဲ့ကာတာမှာကြုံတွေ့ခဲ့ရပြီးဖြစ်တဲ့စူးစမ်းမှုတွေမလုံလောက်တဲ့အခါဘယ်လိုခံစားရလဲဆိုတာကိုသိပြီးသားဖြစ်တဲ့အထိုင်ကျနေတဲ့ကစားသမားတွေပါဒါကိုရှူထောင့်နှစ်ခုနဲ့ကြည့်လို့ရပါတယ်သူတို့ကိုအရင်ကထပ်ပိုရှိရောက်သွားစေမဲ့ရင်းချက်မှုဖြစ်လာနိုင်တယ်လို့မမျှော်လင့်ထားတဲ့အချိန်မှာပေါ်လာမဲ့တရေတစေတကောင်လည်းဖြစ်လာနိုင်ပါတယ်မာတီနက်စ်မှာအရန်ကြီးမားတဲ့လူစည်းရင်းရှိနေပြီးတချို့နေရာတွေမှာအရန်ကောင်းလို့နေတာကြောင့်အတွင်းရေးရှင်ပြိုင်မှုတွေကိုဖြစ်စေပါတယ် PR များတဲ့ပြိုင်ပွဲတစ်ခုမှာရလက်တွေမြင်မြန်ဆက်ဆက်မထွက်လာရင်အဲ့ဒီအတွင်းရေးရှင်ပြိုင်မှုကတင်းမာမှုတွေဖြစ်ပြောင်းလဲသွားနိုင်ပါတယ်ဒီကမ္ဘာဖလားမှာပေါ်တူဂီရဲ့အုပ်စုမှာဒီမိုကရက်တစ်ကွန်ဂိုဥဇဘက်ကစ္စတန်နဲ့ကိုလံဘီယာတို့ပါဝင်ပါတယ်စာရွက်ပုံမှာတော့ဘာအံ့ဩစရာမှမရှိပဲ16တင်းအဆင့်ကိုတက်ရောက်နိုင်မဲ့လမ်းကြောင်းမှာဒါပေမဲ့ကိုလံဘီယာကအထင်သေးလို့ရတဲ့တန်ပွဲမဟုတ်ပါဘူးကိုလံဘီယာအသင်းဟာကမ္ဘာအကောင်ဆုံးလိပ်တွေမှာကစားနေတဲ့ကစားသမားတွေရှင်းလင်းတဲ့နီးစနစ်ပိုင်းအမှတ်သားတွေနဲ့ရောက်လာတာပါအုပ်စုနောက်ဆုံးပွဲဖြစ်တဲ့အဲ့ဒီပွဲစဉ်ကပေါ်တူဂီအသင်းနောက်တစ်ဆင့်အတွက်ဘယ်လောက်အဆင်သင့်ဖြစ်နေလဲဆိုတာကိုအများကြီးပြောပြတော့အားပါလိမ့်မယ်ဒီနောက်မှာတော့တချို့ကလစ်လူရှုခြင်းရင်တောင်ဘယ်သူမှလစ်လူရှုလို့မရတဲ့လူတစ်ယောက်စီကိုရောက်လာပါပြီခရစ္စတီယာနိုရိုနယ်ဒိုဟာသူ့ရဲ့6ကြိမ်မြောက်ကမ္ဘာဖလားကိုကစားတော့မှာပါသူသာအောင်မြင်ခဲ့ရင်တမိုင်းမှာဒီလိုစွမ်းဆောင်နိုင်တဲ့မက်ဆီနဲ့ကီလာမိုအိုချိုအာတို့ရဲ့စံချိန်ကိုမိသွားမှာပါဒါဟာသူ့ရဲ့နောက်ဆုံးကမ္ဘာဖလားဖြစ်လာမှာဖြစ်ပြီးရှောင်လွှဲလို့မရပါဘူးအသက်40မှာဆန်ဒိုစ်ကသူ့ကိုဆွစ်ဇာလန်နဲ့ပွဲမှာခုံနှန်းပေါ်ပို့ခဲ့ပြီးရလက်ကတော့တမိုင်းဝင်ဂိုးပြတ်နိုင်ပွဲဖြစ်ခဲ့ပါတယ်အဲ့ဒီဆုံးဖြတ်ချက်ကကြီးမားတဲ့အကွဲကြောင်းကိုဖြစ်စေခဲ့ပါတယ်ရိုနယ်ဒိုကဒါကိုမဖုံးကွယ်ခဲ့ပါဘူးတင်းမာမှုတွေကလူသိရှင်ကြားဖြစ်ခဲ့ပါတယ်မာတီနက်စ်ကတော့ဒီအခြေအနေကိုခြားနားစွာကင်တွယ်ခဲ့ပါတယ်။သူကခရစ္စတီယာနိုကိုနေရာပြန်ပေးခဲ့တယ်။သူ့ကိုပြရုပ်တစ်ခုအနေနဲ့စိတ်ပိုင်းဆိုင်ရာအသင်းကောင်းဆောင်ဖြစ်အသုံးပြုခဲ့တယ်လို့သူ့ကိုကြီးပဲအာကူမနေပဲလူသစ်တွေကိုလည်းပေါင်းဆက်ခဲ့ပါတယ်။လောလောဆယ်တော့မျှတမှုရှိသွားပြီလို့ထင်ရပေမဲ့ကမ္ဘာဖလားဆိုတာအဲ့ဒီမျှတမှုတွေကျိုးပေါက်သွားနိုင်တဲ့ကလပ်အသင်းဘောလုံးမှာမကြုံဘူးတဲ့ PR တွေမြင့်တက်လာနိုင်တဲ့တန်ခွဲပါ။တကယ်မေးခွန်းကဘာလဲဆိုတော့ပထမဆုံးပွဲတွေမှာခရစ္စတီယာနိုကိုမသွင်းနိုင်ရင်ဘာဖြစ်မလဲ။အသင်းကအပြောင်းလဲလိုအပ်နေပြီးအဲ့ဒီအပြောင်းလဲကသူ့ကိုလူစားလဲဖို့ဖြစ်နေရင်ကိုဘာဖြစ်မလဲ။အကြီးမားဆုံးအချိန်အခါမှာမာတီနက်စ်အနေနဲ့အဲ့ဒီလိုဆုံးဖြတ်ချက်ချဖို့တတိရှိမလားပြီးတော့ခရစ္စတီယာနိုဘက်ကရောအဲ့ဒါကိုလက်ခံဖို့ကြီးမြတ်မှုရှိမလားဒါတွေကတိုင်းတာလို့မရတဲ့အရာတွေပါဒီအချက်တွေကပဲပေါ်တူဂီအသင်းကမ္ဘာဖလားရမလားဒါမှမဟုတ်နောက်တစ်ချိန်လွဲချော်ဦးမလားဆိုတာကိုအဆုံးဖြတ်ပေးသွားမှာပါဒီပေါ်တူဂီအသင်းဟာတကယ်အစ်စ်အမှန်ပါအများထင်ရောက်ထင်မှဖြစ်နေတာမဟုတ်တလို့မီဒီယာတွေကလောက်ကျန်ဖန်တီးထားတာလည်းမဟုတ်ပါဘူးပြန်ပွဲမှာအကောင်းဆုံးကွင်းလည်ရှိတဲ့ကမ္ဘာပေါ်မှာအပြည့်စုံဆုံးနောက်ခံလူတွေတဲကတယောက်ရှိတယ်နှစ်ဖက်စလုံးမှာကွာခြားချက်တွေဖန်တီးပေးနိုင်တဲ့နောက်ခံလူတွေရှိတယ်ဘယ်နိုင်ငံအသင်းနည်းပြမဆိုသဘောကျမဲ့တိုက်စစ်ပိုင်းရွေးချယ်စရာတွေရှိတယ်ပြီးတော့ဂိုးတွေသွင်းနေစေပွဲတွေနိုင်နေစေအရေးကြီးတဲ့အချိန်တွေကိုသူ့အတွက်ဖြစ်အောင်ဖန်တီးနိုင်စေဖြစ်တဲ့အသက်42နှစ်အရွယ်လူတစ်ရောက်ရှိနေပါတယ်ဘောလုံးလောကမှာလိဂ်ဖလားတွေချန်ပီယံလိဂ်တွေဥရောပဖလားတွေကမ္ဘာဖလားကလွဲလို့အရာအလုံးကိုရယူထားနိုင်တဲ့လူတစ်ယောက်ပါကျွန်တော်ရဲ့ခံမှန်းချက်ကတော့ရှင်းပါတယ်ပေါ်တူဂီဟာကမ္ဘာအကောင်ဆုံးရှစ်တင်းစင်းဝင်ပြီးဒီထက်ပိုသွားနိုင်တဲ့အခိုင်အမာအကြောင်းပြချက်တွေရှိပါတယ်ကွာတာဖိုင်နယ်ကတော့အနည်းဆုံးပါပဲဆီမီဖိုင်နယ်လည်းဖြစ်နိုင်ပါတယ်အသင်းကသာတစ်စီးတစ်လုံးနဲ့ကစားမယ်မာတီနက်စ်ကမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချမယ်ခရစ္စတီယာနိုနဲ့သူ့အသင်းဖော်တွေကတကူတော့တောက်ပမဲ့အစားအတူတကွအနိုင်ယူဖို့ဆန္ဒရှိမယ်ဆိုရင်တော့ချန်ပီယံဆုဆိုတာသူတို့လက်လက်မမီတဲ့အရာမဟုတ်ပါဘူးဒါပေမဲ့ဘောလုံးဆိုတာအရေးချင်းရှိဆုံးသူကိုစုချတာမဟုတ်ပါဘူးပြဿနာတွေကိုအကောင်းဆုံးဖြေရှင်းနိုင်သူကိုသာစုချတာပါပေါ်တူဂီကတော့တကယ်ရေးကြီးလာတဲ့အခါပြဿနာတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုသက်သေပြဖို့လိုနေပါသေးတယ်2006ခုနှစ်တုန်းကအသက်22နှစ်အရွယ်ရိုနယ်ဒိုဟာနိုင်ငံတနိုင်ငံရဲ့မျှော်လင့်ချက်ကိုထမ်းပိုးခဲ့တဲ့2020နှစ်မှာတော့ဖြစ်လာနိုင်ခြေရှိတဲ့ဝန်ထုတ်ဝန်ပိုးတွေကိုထမ်းပိုးခဲ့တဲ့2026မှာတော့သူဟာအဲ့ဒီနှစ်ခုစလုံးထက်ပိုအနေရများတဲ့အရာတစ်ခုကိုတည်ဆောင်လာပါပြီသူဟာနောက်ဆုံးအခွင့်အရေးတာဆိုတာကိုတည်ဆောင်လာတာပါအခုကျွန်တော်မေးချင်ပါတယ်ပေါ်တူဂီဟာသူတို့ရဲ့ပထမဆုံးကမ္ဘာဖလားကိုစုခုဖို့အဆင်သင့်ဖြစ်နေပြီလားနောက်တစ်ခုကဒီကမ္ဘာဖလားမှာရိုနယ်ဒိုဟာမဖြစ်မနေပွဲထွက်ခွင့်ရတဲ့သူလားကွန်မန့်တွေထဲမှာကျွန်တော်ဖတ်ကြည့်ပါမယ်
ဒီအချိန်ကြီးကြည့်ပေးခဲ့တယ်ဆိုရင်တော့ကျေးဇူးအများကြီးတင်ပါတယ်ဘာလို့လဲဆိုတော့2026ကမ္ဘာဖလားမှာပေါ်တူဂီကတခြားနိုင်ငံတွေအတွက်ဘာကြောင့်အန္တရာယ်ရှိနေလဲဆိုတာကိုကျွန်တော်ပြောပြတဲ့ဒီခီးစဉ်လေးမှာအတူတူလိုက်ပါပေးခဲ့လို့ပါကျွန်တော်တင်ဆက်ပေးနေတဲ့အရေးသွေးရှိတဲ့အကြောင်းအရာတွေကိုအမြဲတမ်းအောင် channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အားပေးမှုတိုင်းအတွက်